ချက်စီပီသားခဲ့တဲ့ချက်စီနောက်တင်ဖော်ရနဲ့ချက်စီတွေ့ဆုံမှုမှာဘောလုံးသုံးသက်သူတွေဟာအပြောင်ကလပ်အပေါ်ထင်သေးခဲ့ကြပါတယ်ချက်စီရဲ့အဝေးကွင်းညံဖြစ်မှုဖော်ရနဲ့တွေ့တိုင်းရုံးငတ်ရမှုတို့ကြောင့်အခုလိုမျိုးချန်ပီယံလိဝင်ခွင့်အတွက်နှစ်သင်းစလုံးအပြိုင်ကျဲရမယ့်ပွဲမှာကျွမ်းကျင်သူတွေရဲ့အကြိုက်ဟာအရှင်နေဘက်ကိုအလေးသာခဲ့ပါတယ်တစ်ဖက်မှာတော့ခေါင်းစဉ်အတိုင်းချက်စီဟာချက်စီပီသားခဲ့ပါတယ်ဒီပွဲမှာ Forest Present ကြောင့်ချက်စီကွင်းနဲ့ဘောလုံးမကင်နိုင်တဲ့အခြေအနေမှာခံစစ်ကိုကြစ်ကြစ်လက်လက်ကစားခြင်းဟာအဖြစ်ပါခါတိုင်းအမားများပြီးအားနဲ့လွန်းတဲ့ဂိုးသမားနဲ့နောက်တန်းဟာအခုပွဲကြမှာထူးထူးခြားခြားဆောလစ်ဖြစ်နေခဲ့ပါတယ်တဖန်ကိုဘက်ကဘောလုံးဆုံးရှုံးမှုများပြားလို့စိတ်ကြိုက်တိုက်စစ်ဆင်ခွင့်မရချိန်မှာအခွင့်အရေးတစ်ချိန်ရတစ်ချိန်ဆိုသလိုဂိုးသွင်းယူနိုင်တဲ့အရေးကြီးတဲ့အချက်ကိုလည်းချက်စီမလွတ်ခဲ့ပါဘူးပြိုင်ပွဲအမားကြောင့်ရရှိလာတဲ့ chance ကိုကိုဝဲကဂိုးအဖြစ်အသွင်ပြောင်းနိုင်ခဲ့ပါတယ်ဒါနဲ့ပဲ 1-0 နဲ့ပွဲပြီး UCN လက်မှတ်ကိုပိုင်ဆိုင်သွားခဲ့ပါတယ်အရင်ကတည်းကကျွန်တော်တို့သိရချက်စီဆိုတာဒီလိုပုံစံမျိုးပါတစ်ဖက်အသင်းကိုဒတိုင်းတိုင်းတိုက်မဲ့အစားခန်းစင်တုံကြုံရေးကိုဦးစားပေးပြီးနိုင်ပွဲတွေစူဖလားတွေယူခဲ့တဲ့အသင်းဟာချက်စီပါညကောပွဲမှာအပုံစံအဟန်နဲ့အနောက်လက်နက်ကလပ်ကိုမြင်တွေ့ခဲ့ရတာကြောင့်မော်ရင်ဟိုဒီမက်တီယိုတို့ခစ်ကိုပြန်လဲအမှတ်ရမိပါတယ်အချို့ပေါ်တကားလောင်းတာကတော့ပြိုင်ဘက်နယူကာဆယ်ပါဘီလာတို့ချေချော်သွားတာကြောင့်ချက်စီဟာတော့ဖုန်းနဲ့ယာတီသိမ်းသွားခဲ့ပါတယ်ဒီနိုင်ပွဲဟာလာမယ့် Boston နဲ့ Conference League ဗိုလ်လူပွဲအတွက်ယုံကြည်ချက်မြင့်မားစေမှာတေးကြပါတယ်အားလုံးပဲရှင်နဲ့ချမ်းမြေသောနေ့ရက်လေးကိုပန်းဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာစုမုံကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ